မင်္ဂလာပါရှင်စံကျစာရောလုံကြီးရောင်းဆိုင်မှာကြိုဆိုပါတယ်ရှင်အခုပြပေးချင်တာလေးကတော့အခုလိုရာသီဥတုပူတဲ့နွေရာသီလေးနဲ့မှာဝတ်ဆင်ဖို့အတွက်ကောခြိသားစစ်စစ်ပေါ့နော်အိန္ဒိယ280နဲ့ရက်ပေါ့စပန်ထိုးထားတဲ့ခြိထည်လေးတွေပြပေးချင်ပါတယ်ရှင်သူကတော့1ဆက်ကွင်းလေးတွေလာပါမယ်ရှင်အခုဒီဟာလေးတွေကတော့1ဆက်ကွင်းလေးတွေပါရှင်ဒါဆိုလို့ရှိရင်ဂိတ်အားဖြင့်9000ထိပါပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်ဝါရလူအတွက်လည်းချိုးရတာလောလောငန်းကလေးချိုးဝတ်လို့ရပါတယ်ရှင်ဒီဟာလေးတွေဆိုလို့ရှိရင်အခုဆိုဒီရောင်လေးတွေရပါမယ်ရှင်အယောင်ကာလာလေးကနုတာလေးလဲရမယ်ရင်းတဲ့ခါကြိုက်လဲရင်းတဲ့ဟာလေးရပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်ကောင်းလားဒါကြတော့အရင်လိုင်းလေးဒီလိုအနုလိုင်းလေးတွေလည်းရပါမယ်ရှင်ဒါလေးတွေကဝက်ဆက်ကို9400မှာရှင်ဒီဟာလေးတွေ9400နဲ့ခြိထည်စစ်စစ်ကိုဝတ်ဆင်ရတာဒီဟာလေးတွေကအဆင်ပြေပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်ဂိုက်ရီက9000ထိပါပါတယ်ရှင်သူကအပွင့်လေးတွေလည်းအင်းကြီးမှာအပြည့်အလုံးပါပါတယ်ရှင်သူကပြောင်လေးကနည်းနည်းပဲကျန်ပါမယ်ရှင်ဒီလိုလေးဒီလိုနည်းနည်းလေးပဲပါမယ်ပြောင်ကဒီကအလုံးမှာသူကအပွင့်လေးတွေအလုံးပါပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်1ဆက်ကွင်းပါရှင်လုံကြီးကွင်းချင်းလေးလည်းရပါမယ်ရှင်လုံကြီးကွင်းချင်းလေးကြတော့3500မှာရှင်ဒီထည်လေးတွေကိုမှာယူလိုပါကဖိပတ်နံပါတ်3992668899မှာဆက်သွဲမှာယူရရှိနိုင်ပါတယ်ရှင်ဒီထည်လေးကိုတကယ်လို့စိုက်မှာလာဝယ်မယ်ဆိုလို့ရှိရင်လည်းစန်းစစ်စာရောလူမျိုးရောင်းဆိုင်အမှတ်144စက္ကန့်နဲ့ကျောက်တန်းမြို့နယ်ရန်ကုန်မြို့ပါရှင်အိမ်ရောက်ငွေချစ်စနစ်နဲ့လည်းပို့ပေးပါတယ်ရှင်ဆိုင်ကိုလာမယ်ဆိုလို့ရှိရင်ပန်ချူရန်လမ်းမကြီးဘောကနေပြီးတော့မှပေါ့နော်မဟာဗန္ဓုလလမ်းမကြီးအဲ့ရနေပြီးတော့မှ30ခွန်38နှစ်လမ်းကိုကြော်ပြီးလို့ရှိရင်စက္ကန့်လမ်းကိုရောက်ရှိပါမယ်ရှင်အတွင်းထဲကိုနည်းနည်းပဲဝင်ရပါမယ်ရှင်အဲ့ဆိုလို့ရှိရင်ရောက်ပါပြီရှင်